ယောက်ကသူ့ရဲ့အိမ်ကိုပြန်နေတဲ့အချိန်မှာလမ်းတော့မှာစက်သူရေးတစ်ထောင်ကကြော့ကွင်းတစ်ခုထဲမှာပိတ်မိနေတာအဲ့ဒါလေးသူတွေ့တယ်ဒီစက်သူရေးကဒီကြော့ကွင်းထဲကနေပြီးတော့မှလွတ်မြောက်ဖို့တော့သူရှုံးနေတယ်ဒီပိုက်ကွန်လေးတွေကိုလည်းသူ့ရဲ့နှုတ်သီးလေးနဲ့ကိုက်ဖြတ်နေတာပေါ့နော်ဒီကနေလွတ်ချင်အဲ့ဒါကိုတွေ့တဲ့အခါကျတော့ဒီအဖိုးကဘာလုပ်လဲဆိုဒီကြော့ကွင်းကိုထည့်ပြီးတော့မှဒီစက်သူရေးလေးကိုသူကယ်ထုတ်လာတယ်ကယ်ထုတ်ပြီးတော့သူ့ရဲ့အိမ်ကိုခေါ်သွားပြီးတော့မှဝေးမိလိုက်တယ်အဲ့တော့အိမ်ကိုရောက်တဲ့အခါမှာဒီအဖိုးကနော်ဒီအဖိုးကဒီစက်သူရေးလေးကိုတင်ညာပေးစကားတစ်ခုတင်ပေးခဲ့နောက်ခါဒီမှာဆိုလို့ရှိရင်သူဒီလိုထပ်ပြီးမခံရအောင်သူ့ကိုသူဂရုစိုက်တက်သွားအောင်ဘိုးကသူတင်ညာပေးစကားတစ်ခုတင်ပေးတယ်အမဲလိုက်တဲ့လူလာလိမ့်မယ်နော်ဝင်စင်ပြီးတော့လည်းဖမ်းလိမ့်မယ်အစားနဲ့လည်းညားလိမ့်မယ်တို့ပေမဲ့မင်းအငိုင်မမိစေနဲ့အဲ့ဒါလေးကိုဒီချက်သူကြီးကိုတင်ပေးလိုက်တင်ပေးလိုက်တဲ့အချိန်မှာဒီချက်သူကြီးကဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒါကိုတနေ့လုံးရွရွပြီးတော့ဖတ်တယ်အဲ့တော့ညညမှာဘာဖြစ်လဲဆိုလို့ရှိရင်မိုးတွေအရန်ချိန်တာမိုးတွေအရန်ရွာတယ်မိုးတွေတအားချိန်တယ်လေတွေတအားတိုက်တယ်လျှက်စီးတွေတအားတက်တယ်အဲ့ဒီအချိန်မှာဒီချက်သူကြီးကိုဒီဖိုးကဘာလုပ်လဲဆိုတော့နှောင်ရင်လေးနဲ့သူနေဖို့အတွက်ဆိုသူနှောင်ရင်လေးနဲ့ထားပြီးတာအဲ့တော့ထားပြီးတော့အခါကျတော့ဒီလျှက်စစ်လက်တာတွေဒီမိုးကျုပ်ပြတဲ့အတန်တွေနဲ့ပေါ့နော်အဲ့ဒီအချိန်ကပြင်းတဲ့အခါကျတော့ဒီသူ့ရဲ့နှောင်ရင်ရဲ့တကားကပွင့်သွားတယ်ပွင့်သွားတော့ဒီချက်သူကြီးတွေကဘာလုပ်လဲဆိုတော့အဲ့ဒီကနေထွက်သွားပြန်သွားလိုက်ဖိုးကဟိုစိတ်ပူမိတာဟောဒီချက်သူကြီးသူစိတ်ပူမိတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူဘာပြန်စဉ်းစားလိုက်လဲဆိုတော့အော်ငါသူ့ဒီဟာလေးတင်ပေးထားတာအရင်တော့သူနားမလည်လို့ခံရတာအခုတော့သူဒါလေးကိုနားလည်သွားပြီသူဒီအောင်သဘောပေါက်သွားတယ်သူဒီအရာကိုသိသွားပြီးတော့သူ့ကိုသူထိန်းနိုင်ပြီဆိုပြီးစိတ်ချပြီးတော့အဖိုးကပြန်အိတ်လိုက်တယ်နောက်နေ့မနေ့လဲကြောက်အဖိုးကဘာလဲဆိုတော့ရေချိုးဖို့အတွက်ရေချိုးဖို့အတွက်ဆိုပြီးကန်းတော့သွားတယ်ပေါ့ကန်းတော့သွားတဲ့အချိန်မှာရုပ်ပြက်နဲ့အဖိုးကိုနားထဲမှာအတန်တစ်ခုကြားလာတယ်အဲ့ဒီအတန်ကဘာလဲဆိုလို့ရှိရင်အမဲလိုက်တဲ့လူလာလိမ့်မယ်ဖမ်းဖို့လည်းခွင်စင်လိမ့်မယ်အစာနဲ့လည်းညားလိမ့်မယ်တို့ပေမဲ့မင်းအငိုင်မမိသေးနဲ့အဲ့အတန်ကိုကြားတော့အဖိုးကပျော်လဲပျော်သွားတယ်ပြုံးလဲပြုံးသွားတယ်ပြီးတော့ဒီအတန်ဘယ်ကလာလဲဆိုတော့သူအဲ့အတန်အနောက်ကိုလိုက်သွားအဲ့ချက်သူလေးကိုပြန်ပြီးတော့မှသူတွေ့တယ်ဒါပေမဲ့အဲ့ဒီချက်သူလေးကိုတွေ့လိုက်တဲ့အချိန်မှာအဖိုးကတက်အပ်တော်နဲ့ဟာကနေဖြစ်သွားတယ်မြင်လိုက်ရတဲ့ပုံစံကဘယ်လိုပုံစံဖြစ်နေလဲဆိုတော့ဒီချက်သူလေးကအစာကိုမမောတယ်နောပါနဲ့ထပ်ပြီးတော့မှဘာဖြစ်ခံလိုက်ရလဲဆိုတော့ကြော့ဝင်းထဲမှာဖမ်းခံပြီးထားပြန်အဲ့မှာအဖိုးကနှစ်ခုတစ်ချက်ထုတ်လိုက်တယ်အော်တဲ့ဘလောက်တိတိဘလောက်တက်တက်ဘလောက်ဝင်နားလဲနားဘလောက်ကြီးပဲဒီအရာကိုသင်ကြီးပြောနေပါဒီအရာပေါ်မှာစစ်သုံးခြင်းမရှိဘူးဆိုလို့ရှိရင်အလကားပါပဲလားဒီပုံမြင်လေးဒီအရန်စိတ်ဝင်စားရကောင်းတယ်ဘာဖြစ်လဲဆိုတော့ဒီထက်မှာသင်ခန်းစာတွေအများကြီးရှိတယ်အဲ့တော့လောကမှာအဲ့လိုမျိုးအများကြီးရှိတယ်ကျောင်းတို့သိတယ်တက်တယ်ကျွမ်းတယ်လုပ်တတ်တယ်နားလေတယ်ဒါပေမဲ့အဲ့ဒီဟာကို action မယူဘူး action မယူတဲ့ပုံမှာကျောင်းတို့ရှားလည်းမထွက်ဘူးကျောင်းတောင်းခြင်းပါတယ်အောင်မြင်ခြင်းပါတယ် profit တွေအများကြီးပိုင်ဆိုင်ခြင်းပါတယ်နမဲတစ်လုံးကို line ပေါ်မှာတိဆောက်ချင်ပါတယ်ကိုဆိုရတဲ့လူတွေကတန်းသိနေအောင်မြင်ချင်ပါတယ်ကိုနဲ့ကိုလုံကောင်လူတွေတွဲသိအောင်မြင်ချင်ပါတယ်အခုနစက်သူကြီးလို့ပေါ့နော်တလားဗဇက်ကနေပဲပြောနေတာလေဒါပေမဲ့ तू ချက်သုံးခြင်းမရှိတော့ဘာဖြစ်လဲအဲ့ဒီပိုက်ကုန်ထဲမှာပဲ तू ပြန်မိတယ်နီးလန်းနဲ့လက်တွေ့နဲ့ပေါင်းမှသာရတယ်ဆိုတာထွက်တာ technique နဲ့နော် action နဲ့ပေါင်းမှသာ result ဆိုတာရတယ်တင်ဇာဝေ business coach trainer